ငါဒီလေစီကိုတောက်တာနော် တန်တရားမြန်လို့ကိုမော်ဒီပြင်လိုက်စမ်းပါ စင်ကာပူမှာလေတခန်းထဲမှာ2ယောက်ထဲနေရ မပြော မ နဲ့ င်းကတင်မောမှာကိုယ်ကိုယ်လေးအိတ်နေတာငါတရင်တော့ထကြည့်တယ်မင်းငါသနာလို့နော်အမေ ခမရဒီအထီတော့မှခမရကြံနေကြံနေတယ်ပေါ့ မင်းကငါသနာ သ လို့ ဘောပေါက်ပါပြီခမရဒုတ်ချင်းရိုက်မယ်ဆိုတော့ကျွန်တော်သဘောပေါက်ဟာကိုမော်ဒီ ဘာလို့ စိတ်ပညာရံမုံမွေဝဲမှာခမရနဲ့ကျွန်တော်နဲ့2ယောက်စိတ်ဝင်းမကွဲကျင်ဘူးကျွန်တော်စိတ်လေးလုံးလိုက်ရရင်တော့ခမရကမှစိတ်ညစ်သွားမယ်နော် ဟဲ့ ဟင်ခါနေပြောဟင်ခမရဟင်ပြောလို့မရ ဘ ဘူး ယ်လိုစမ်းရင်ဘယ်လိုစမ်းရင် ခမရစိတ်ပညာရံမုံမှာစိတ်ပညာနဲ့ကျွန်တော်စိတ်နဲ့ညှို့ပြစိတ်နဲ့ပဲဗျာခမရကိုကဲဟိုက်အော် တစ်ချက်ပဲတစ်ချက်ပဲ မင်း ချက်ပဲ တယောက်နဲ့တယောက်ရဲရဲဆက်ဆက်မင်းငါ့ကိုကန်ဟမ် ပြီးပါပြီပြီးပါပြီပြီးပါပြီကန်ပြီးပါပြီ ဟေး ကန်ပြီးပါပြီ ပြီးလို့တော့ပြီးမှမသိဘူးအိပ်ပျော်သွားဟမ် ပြီးလို့တော့ လောက်တော့မင်းငါ့ကိုရဲရဲဆက်ဆက်မျက်နှာကန်ရင် လောက်တယ် ငါကလည်းစိတ်ပညာမိသားစုငွေပရေရံပုံငွေပွဲမှာမင်းကိုလည်းငါစိတ်ပညာနဲ့ဟောလို့လက်ကိုလိန်ချိုးတယ် ကိုမလေးကြောမယ်ကိုမလေးကြောမယ်စီကြီး လွတ်ထားတာကြာလာပြီဟဲ့ကောင်မင်းအမှုကြီးအောင်မလုပ်နဲ့ဟဲ့ကောင် ကိုမလေးကြောမယ်စီကြီး ဟဲ့ဘာပြောမယ်စီနေလဲမင်းစီနေရမှာ ဟောဒီလိုလား ဒီလိုလေ ကျွန်တော်ခမလိန်ဆွဲတယ်ဗောအဲ့ဒါခမကိုလည်းကျွန်တော်ကညစ်တယ် အော် ကိုမလေး ဟမ် ကျွန်တော်ညစ်တာလေမင်းကိုလေမင်းညစ်တာများ နေရလေဘင်းမမသိလေဘင်းမမသိ လေမင်းကိုညစ်တာများဒီမှာလက်ကြည့်ပါဦးပြီးပြီ မင်းငါ့ကိုလေဘင်းညစ်တယ် ညစ်တယ် ဟာဟာမင်းတော့ငါလေဘင်းညစ်တယ်ငါလည်းကဲမင်းကိုတောက်တယ်ကွာ အငုံလေးအမတော် ငါဒီလေစီကိုတောက်တာနော် ဟမ်